ကဲအားလုံးပဲမင်္ဂလာပါနော်ကဲမနေ့ပြန်တောက်ကြနေ့အတွက်ကျွန်တော်နေကုန်းဆိုင်လေးကျွန်တော်တက်ပြီးသွားပြီပေါ့နော်အဲ့တော့မနေ့ပြန်ကိုကျွန်တော်အရင်ဆုံးပြောချင်တာတစ်ချိန်မှနှစ်ချိန်ပေါက်ပြီပေါ့နော်နေကုန်းထိုးပါနေကုန်းထိုးမှာမနေ့တစ်ချိန်မဟုတ်ဘူးဆိုရင်မနေ့လည်းပေါက်မယ်ညနေလည်းပေါက်မယ်ဒါမှမဟုတ်လည်းမနေ့မဟုတ်ညနေတစ်ချိန်ပေါက်မယ်ပေါ့နော်အဲ့တော့မှအောကွက်သမားတွေအတွက်ကျွန်တော်အရင်ဆုံးပြပေးမယ်ပေါ့နော် site ကိုမြင် site ကိုကျွန်တော်ပြပါရှင်းပြပေးမယ်အရင်ဆုံးကျွန်တော်တို့ဒီဩကွက်သမားရတော့ဒီမှာ sequential လေးရိုက်လို့ရပြီပေါ့နော်ဒါလေးကို sequential ရိုက်သွားပါမနေ့ပြန်နေကုန်တော့ပါပြီးမှကျွန်တော် website လေးတစ်ချက်ရှင်းပြပေးမယ်အဲ့တော့မှတောက်ကြနေအတွက်နေကုန်တော့တုံညပိုင်းခွန်ပိုင်းအဲ့တော့မှပထမအဆုံးအနေနဲ့30ဝေါ်ဒုတိယအနေနဲ့83ခွန်ထိုးပါနော်အဲ့တော့မှပတ်တီးအနေနဲ့ကတော့တုံညပါပြန်ကြအနေနဲ့8ခွန်ဆိုပြီးတော့ပြန်ထိုးပါနော်ကျွန်တော်ပြန်ကြရထားလို့ပေါ့နော်အဲကြောင့်နေကုန်ဒီ၄ခွက်ထိုးပါအားတော့မှကျွန်တော်ခွဲပြီးတာရေပေါ့နော်ဘယ်ဟာတင်ထိုးအောင်လဲဘယ်ဟာမှာပြောင်းလဲဆိုတာအားတော့မှ30တင်ထိုးဒုတိယအနေနဲ့83ခွန်တင်ထိုးဒါကတော့ကျွန်တော်ဒီဘာလို့ဒီတွက်ဆိုင်မကြည့်ချင်တဲ့အကိုရီမရတော့ပေါ့နော်အရင်ဆုံးဒါလေးကိုစကွန်ကြောရိုက်ပြီးတော့တောထုတ်လို့ရပြီပေါ့နော်အားမကမှာလေဒီနေ့ကိုတစ်ချိန်မှနှစ်ချိန်မနေ့ပြန်နောက်ဆုံးနေ့မှာပေါ့နော်အိမ်နဲ့လေဖို့တော့ကိုကျွန်တော်အကောင်းဆုံးစူးစမ်းမိလိုက်ပါတယ်ဒါဆိုကျွန်တော်လူရင်းတို့ရှင်လေးတွက်ဆိုင်ဘက်ကိုသွားလိုက်အောင်ဒါတော့ကျွန်တော်ရဲ့တွက်ဆိုင်လေးပေါ့နော်အကိုရီမရတော့ကျွန်တော်ရင်ဆုံးရှင်းပြမယ်ကဲကျွန်တော်အမြန်ဆုံးလေးပဲစနိုင်မယ်တုံညရဲ့ခွန်ရဲ့နေ့ရဲ့သုံးလုံးပေါင်းချင်းကိုရဲ့နှခ6ဒီဒီမှာ39ဆိုပြီးတော့အောက်ပြင်မှာဆင်းတယ်အဲ့လိုမျိုးပဲ1ရဲ့9ရဲ့2ရဲ့သုံးလုံးပေါင်းချင်းဒီ2ရဲ့နှခ4ဒီဒီမှာ25ဆိုပြီးတော့ရိုက်တယ်ပေါ့နော်25ဆိုပြီးတော့ဆင်းတယ်အဲ့တော့မှဒီအောက်ကပြင်မှာလည်းအဲ့တိုင်းပဲ2ရဲ့3ညရဲ့3ရဲ့သုံးလုံးပေါင်းချင်းဒီ9ရဲ့နှခ3ဒီဒီမှာ3ခွန်ဆိုပြီးတော့ရိုက်တယ်အဲ့တော့မှဒီမှာအောက်ကပြင်မှာလည်းအဲ့တိုင်းပဲ3ညရဲ့9ရဲ့4ရဲ့3လုံးပေါင်းချင်းဒီ3ရဲ့နှခ5ဒီ36ဆိုပြီးတော့ရိုက်တယ်အဲ့ဒီအောက်မှာလည်းဒီမှာကီလိုရိုက်မယ်ဆိုရင်9ရဲ့ခွန်ရဲ့8ရဲ့3လုံးပေါင်းချင်းဒီ3ညရဲ့နှခခွန်80ဝန်းကျင်းမနေ့ပြောင်း80ဝန်းကျင်းနေကုန်ရိုက်မယ်ပေါ့နော်နောက်တစ်ပြင်လေးပြမယ်နောက်တစ်ပြင်ကကြတော့ဒီမှာ9ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ9ရဲ့ပါဝါ3ညဒီမှာ3ည9ဆိုပြီးတော့ရိုက်တယ်ဒီမှာဒီ80ဆိုပြီးတော့ရိုက်တယ်ပေါ့နော်အဲ့ဒါမှဒီမှာထပ်ပြီးတော့ခွန်ရဲ့8ရဲ့နှလုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ည9ပါဝါ3ညဒီမှာ50ဝန်းကျင်းဒီဒီအောက်မှာ25ဆိုပြီးတော့ရိုက်တယ်ပေါ့နော်ဒီအောက်ကပြင်မှာလည်းအဲ့တိုင်းပဲ3ညရဲ့3ရဲ့နှလုံးပေါင်းချင်း3ရဲ့ပါဝါဒီ8ဒီမှာ38ဆိုပြီးတော့3ခွန်ရိုက်တယ်85ရိုက်တယ်ကျွန်တော်ပြီးမှအပင်လေးပြမယ်ပေါ့နော်အဲ့ဒါမှအရင်တော့တစ်ချက်ရှင်းပြသွားမယ်ခွန်ရဲ့6ရဲ့3လုံးပေါင်းချင်း2လုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8 38ဝန်းကျင်ဒီမှာ36ရိုက်တယ်85ရိုက်တယ်အဲ့ဒါမှ3ရဲ့5ရဲ့နှလုံးပေါင်းချင်းဒီ8ရဲ့ပါဝါ3ဒီမှာမနက်ခင်းပိုင်းနဲ့ညနေခင်းပိုင်းနဲ့နှစ်ချိန်လုံးဖိပေါ့နော်83ဝန်းကျင်အဲ့ဒါကို3ညခွန်ဝန်းကျင်83ဝန်းကျင်ရသွားပြီပေါ့နော်နောက်တစ်ဖြစ်စဉ်လေးကိုကျွန်တော်တစ်ချက်ရှင်းပြမယ်ဒီ3လုံးပေါင်းချင်းဒီမှာဒီ3လုံးပေါင်းချင်း3ပါတီပါတော့အပေါ်ပါနော်3ညရဲ့3ရဲ့နှလုံးပေါင်းချင်း3ရဲ့ပါဝါ8ဒီထူးဆန်းနေလို့ပေါ့နော်အရန်ထူးဆန်းနေလို့အဲ့တော့မှဒီမှာ3ဒီပေါင်းချင်းနှလုံးပေါင်းချင်း3ဒီဒီမှာ3ရတယ်3ရဲ့ပါဝါ8ဒီဒီမှာညနေမှာ8ထိတ်ကြတယ်38ပေါ့နော်အဲ့ဒီအောက်ကပြင်မှာလည်းအဲ့တိုင်းပဲနှလုံးပေါင်းချင်းဒီခွန်ရဲ့6ရဲ့နှလုံးပေါင်းချင်း3ဒီဒီမှာ3ကြတယ်3ရဲ့ပါဝါ8ဒီညနေမှာထိတ်ကြတယ်အကဲဒီမှာလည်းအဲ့တိုင်းပဲပေါ့နော်ထပ်ပြီးတော့တကယ်လို့ကျွန်တော်တို့တောက်ကြနေညနေမှာကြာမယ်ဆိုရင်နှလုံးပေါင်းချင်းဒီ8အကဲမနက်ခင်းမှကိုကြာမယ်ဆိုရင်ဒီမှာ8ထိတ်ကြမယ်8ရဲ့ပါဝါ3ဒီညနေခင်းမှကိုဒီမှာ3ကြမယ်အဲ့လိုမျိုးလားနော်စိုက်ရစင်တော့မနက်ခင်းမှကို8ထိတ်ညနေခင်းမှကို3ထိတ်ဒါပေမဲ့ကျွန်တော်ကကြိုက်တာကြတော့ဒီမှာပေါ့နော်ဒီမှာ3ထိပ်စင်တယ်ဒီမှာဒီအောက်ဆုံးဘက်မှာ3ထိပ်စင်တယ်အကယ်ဒီမှာတက်ပြီးစင်မယ်ဆိုရင်ကျွန်တော်က3ထိပ်သူ့ရဲ့ကျွန်တော်ပြောင်းပြန်ပြန်လိုက်တာပေါ့နော်ပြောင်းပြန်ဒီမှာ3ထိပ်မှာစေးမလားဆိုပြီးတော့နော်ကျွန်တော်အဲ့လိုမျိုးတွေးလိုက်တာအဲဆိုအကိုဒီမားတွေဘယ်လိုပဲဖြစ်ဖြစ် site နားလိုက်တဲ့သူတွေဆိုရင်တော့ချင်းချိန်ပြီးတော့ဘယ်လိုပျားအောတင်နေပျားလို့တင်နေဆိုတာဟိုဟာဖြစ်ပေါ့နော်ဒီကစားကြပေါ့နော်အကောင်ဆုံးကတော့73ဝန်းချင်း3ညခွန်ဝန်းချင်းကျွန်တော်ပေးတာကတော့ကျွန်တော်တော့30 80 3ခွန်ဆိုပြီးတော့ပေးတယ်ကြံကြအနေနဲ့6ခွန်ပေးတာလေပတ်သိန်းနေရတော့ကျွန်တော်3ညပတ်သိကိုင်းနေဝိုင်းချင်းပြောပါဆိုရင်ကွန်မိုင်း3ညပိုင်းကွန်မိုင်းเนาะအာရမဒီ line လေးနဲ့ပေါ့နော်အာရမဒီတိုင်းပြန်ပြီးထိုးမယ်ဆိုရင်လွယ်လွယ်လေးပဲဒီမှာ connection နဲ့ပေါင်းနှလုံးပေါင်းချင်း9ကြတယ်3ညနဲ့3နဲ့ပေါင်းနှလုံးပေါင်းချင်း3ကြတယ်9နဲ့6နဲ့နှလုံးပေါင်းချင်း3ဒီမှာ3ကြတယ်အကေးမနေ့ပြန်ကြပြီတင်တယ်3နဲ့
3နဲ့5နဲ့နှလုံးပေါင်းချင်း8ပင်လို့ဒီမှာ8ကြာနိုင်တယ်အဲ့လိုမျိုးပေါ့နော်လွယ်လွယ်လေးတွက်မယ်ဆိုရင်ဒီမှာ8အားလုံးမှ8ထိပ်ကမှာဒီအောက်ကကျွန်တော်တို့ပင်နေဒီမှာ2ရနကဒီပါတော့ဒီ3လုံးပေါင်းချင်း2မလို့2ကြာတယ်ဒီ3လုံးပေါင်းချင်း5မလို့5ရနက3ကြာတယ်ဒီနှလုံးပေါင်းချင်း3မလို့3ရနက5ကြာတယ်ဒီနှလုံးပေါင်းချင်း3ညမလို့3ညနကခုံဆိုပြီးတော့ဒီမှာ3ညခုံလေးနဲ့ကတ်လိုက်တာနဲ့ရပြီပေါ့နော်ဒါလွယ်လွယ်ချင်းချင်းလေးပဲ usually ကျွန်တော်ရှင်းပြလိုက်တာအားလုံးမှဒါကကြတော့ site ဒါကကြတော့ထိုးကွက်အားလုံးမှမနေ့ပြန်နေကုန်ထိုးတနေ့ကိုတစ်ချိန်မှ2ချိန်ပေါ့နော်မနေ့လည်းညလည်းမနေ့ကင်းလည်းပေါက်နိုင်တယ်ညနေခင်းမှလည်းပေါက်နိုင်တယ်ဒါမှမဟုတ်ရင်မနေ့ညမှတစ်ချိန်လည်းပေါက်နိုင်တယ်အားကြောင့်မလို့တိုင်းဒီပေါ့နော်ဒါလေးကိုစကွန်ကြော်လေးရိုက်ပြီးတော့နေကုန်ထိုးပါကဲအားလုံးကျွန်တော်မနေ့ပြန်မှနောက်ဆုံးနေ့မှာအားလုံးပဲပေါက်ကြပါသေးလို့ကျွန်တော်စုမုံကတောင်းပေးလိုက်ပါတယ်ပေါ့နော်ကဲအားလုံးမနေ့လူကြီးတို့ရှိနေပဲကျွန်တော်လိုက်ရှင်းပြလာပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးရန်လိုက်ပြီပေါ့နော်အကိုဒီမှလည်းချိုင်းနေတတ်တယ်ဆိုရင် line and share လေးနဲ့ကျွန်တော်ကူညီပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်တောင်းဆိုပါတယ်အားလုံးပဲမနေ့ပြန်မှာပေါက်ကြပါသည်ပေါ့နော်နောက်ဆုံးနေ့မှာအိမ်နဲ့ပိုင်လွယ်နိုင်ကြပါစေကံကောင်းကြပါစေဘိုင်ဘိုင်